ချင်းသေးအားကောင်းတဲ့လက်ထွက်ရင်ဘာဖြစ်မလဲသိကြတာပဲဘသူမှတော့မိုင်းမိုက်မျိုးပဲလက်ထင်မဆန်းရဲပါဘူးအနေရကိုကျူးမြင်လို့ရှောင်းနိုင်ရှောင်းကြပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေအပေါင်းအသင်းတွေကစာလောင်မိုးတိတ်နေတဲ့ချင်းသေးလိုပဲကဲ့ယုံခဲယုံလောက်နဲ့ပြီးသွားမှာမဟုတ်ဘူးဝါမျိုးပြီးအစီရကြမဲ့အမျိုးအစားတွေဖြစ်ပါတယ်ဒီစာသားလေးကဆိုရင်တော့ဘယ်ဖိုဒီယိုလောပေါင်ဝါတွေကမိငင်းလိုက်အောင်မယုံနဲ့ရန်သူကိုတုံးတက်ပါစေဆိုတဲ့နီးဥပဒေတာနံပါတ်2ပဲဖြစ်ပါတယ်ဒီစာပိုင်းလေးကိုကျွန်တော်နဲ့တူတူဆက်ပြီးတော့ဖတ်ကြည့်လိုက်အောင်ခင်ဗျမိငင်းလိုက်ကိုမယုံနဲ့ရန်သူကိုတုံးတက်ပါစေမိငင်းဆွေကောင်းဆိုရင်သတိပို့ထားပါမနာလိုစိတ်ဖြစ်လွယ်လို့မထင်ရင်မထင်သလိုတစ္ဆာဖောင်းနိုင်တယ်အပြောင်းလဲများသလိုစိုးမိုးလိုစိတ်တွေပိုရှိတတ်ကြတယ်ဒါပေမဲ့ရန်သူဟောင်းပြိုင်ဘက်ဟောင်းကိုပေါင်းတဲ့မှာယုံကြည်လို့ရနိုင်ကြောင်းတက်တည်ပြဖို့လိုတဲ့အတွက်ကြောင့်မရင်ထက်တစ္ဆာပိုရှိကြပါလိမ့်မယ်ရန်သူထက်မိတ်ဆွေကပိုအနေရရှိတယ်ပြိုင်ဘက်မရှိလို့အနေအေးတယ်မထင်နဲ့ရန်ဘက်ရှိမှအနေခိုင်မှာဂီလန်းရှာပြီးရန်သူဝေးတတ်ပါစေခိုးကိုးရမဲ့အားကိုးရမဲ့တကူတည်းဖြစ်နေတဲ့အချိန်မှာအဖော်ပြုနိုင်မဲ့မင်းဆွေကောင်းကိုလူတိုင်းလိုတောင်းတတတ်ကြတယ်လောကကြီးကကြမ်းတမ်းရက်ဆက်လို့မိတ်ဆွေကောင်းရှိခဲ့ရင်သူတို့အကူအညီနဲ့ဖြတ်တန်းရလွယ်ကူနိုင်ပါတယ်အဲ့ဒါထက်မိတ်ဆွေတွေဆိုတာယုံလို့ရတယ်လို့သူတို့အကြောင်းကိုသိထားတော့ဖုံးကွယ်ထားစရာမလိုတော့ဘူးလေမင်းဆွေကောင်းရှိနေမှတော့တစိမ့်နေစီအကူအညီတောင်းနေစရာမှမလိုတော့ပဲပြဿနာကဘာလဲဆိုရင်မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကြောင်းအစုံကိုအကုန်မသိပဲသိနေတယ်လို့ထင်မိကြတာပါပဲဘာပဲဖြစ်ဖြစ်အပေါင်းအသင်းတွေကခေါင်းငိမ့်လွယ်တဲ့စကားများလေပေါ်ညင်းခုန်ရတာတွေမဖြစ်ရအောင်ရှောင်ကြတယ်လေပေါင်းသင်းဆက်ဆံရေးဆိုတဲ့ကလကားလေးကြောင့်အမြင်လွဲအထွင်လွဲတွေမဖြစ်ရအောင်အတက်နိုင်ဆုံးဖုံးဖိပြီးနေတတ်ကြတယ်မရေရတဲ့ဟာတာကိုတော့စိတ်ကြည်နှက်ဖို့အတွက်နဲ့ဟဟပပရဲပြပေးတတ်ကြတယ်ဟုတ်တော်ရှိမဟုတ်တော်ရှိခေါင်းငိမ့်ပြီးထောက်ခံအားပေးတတ်ကြတယ်ရိုးသားမှုဆိုတာကဆက်ဆံရေးကိုတည်မြဲအောင်လုပ်ပေးနိုင်စွမ်းနဲ့တော့ဟန်ဆောင်မှုတွေနဲ့ထောက်ခံတာကရှင်းလင်းမှုကိုခိုင်မြဲစေတယ်လို့မျိုးလက်ခံထားကြတဲ့အခါမှာအပေါင်းအသင်းတွေကအင်းလိုက်လွယ်ကြတယ်ချစ်ချောင်းခံချောင်းကျင်းတဲ့ချောင်းတွေပြောတတ်ကြတယ်အပေါ်ရအားဖြင့်ဟုတ်တယ်လို့နဲ့တကယ်တမ်းကျတော့မဟုတ်ပါဘူးအများစုကအခြေအနေအရလေးယူရာရင်းတယ်လို့ဆက်ဆံရေးတွေများကြပါတယ်အပေါင်းအသင်းဆိုတာစီးပွားရေးတွဲလို့ရင်တိတ်ပြီးတည်တာတယ်ဖုံးကွယ်ထားသမျှနောက်ွယ်ကအကျင့်စရိုက်တွေအပြုအမူတွေစုံတကာလန်းနေအောင်ပြုကနေပေါ်ထွက်လာတတ်တယ်။နှစ်ဦးနှစ်ဖက်ဆက်ဆံရေးခိုင်မာမှုအလျောက်တယောက်အပေါ်တယောက်နားလည်မှုတွေထားရပါများလာတဲ့အခါအရာအလုံးပြိုလဲသွားတော့တယ်။ဘာရမဟုတ်တဲ့အကူအညီတောင်းခံမှုဒါလေးလုပ်ပေးပါအောင်တော့ဟိုဟာလေးလုပ်ပေးပါအောင်တော့အလုတ်တာဝန်ခွဲဝေကျင်းသုံးမှုအစရှိသဖြင့်တင်းတင်းမွားမွားလေးတွေကအစတက်ချက်တဲ့နေသားရောက်လာတဲ့အခါမှာဆက်ဆံရေးရောလုပ်ငန်းဆောင်တာတွေပါစိုးကျိုးတွေတက်ရောက်မှုတွေကူးဆက်ကုန်တယ်အကြီးချင်းရှိလို့ထက်အပေါင်းအသင်းမို့မောင်းမရထုတ်မရနှုတ်မရစူးမရဆဲမရအခြေအနေမှာဂျောင်းပိတ်မိပြီးရှေ့တိုးမရနောက်ဆုတ်မရပူပင်တော့ကများရတယ်အပေါင်းအသင်းမို့အားကိုးရမယ်အထက်နဲ့လောက်ခဲ့မိရပိုဆိုးတဲ့အခြေအနေတွေကိုရောက်သွားရတော့ကိုပဲအပြစ်တင်ရမလားအမားတွေဝဲအပြစ်ပုံချရမလားဝေဝဲမရဖြစ်တတ်တယ်အပေါင်းအသင်းနဲ့အလုံးလုံးတဲ့နေရာမှာအကြီးမားဆုံးသောအတားအဆီးကအရှိန်အဝါနဲ့အခွင့်အာဏာရောကျသွားတာပဲပေါင်းသင်းဆက်ဆံရေးအတွက်နဲ့လုပ်ပိုင်ခွင့်တွေကိုမထိပါစေနဲ့ပေါင်းသင်းဆက်ဆံရေးဆိုတာလုပ်ငန်းဝင်ဆိုင်ရာအရေးအသွေးနဲ့အရေးအချင်းထက်အရေးမကြီးနိုင်ပါဘူးတပိုင်းတကဏ္ဍစီဖြစ်ပါတယ်ဘလို့လုပ်ငန်းဝင်မဆိုသူ့အကန့်နဲ့သူရှိရမယ်အလုံးလုံးဖို့ဖြစ်တာကြောင့်ပေါင်းသင်းဆက်ဆံဖို့မဟုတ်တာကိုသတိချက်ပါဆက်ဆံရေးကောင်းတဲ့ဆိုတာကအလုပ်ပေါ်မှုတည်ရဲ့လုပ်ငန်းသဘောအရာစန္ဒပါတီဖြစ်စီမပါတီဖြစ်စီဆက်ဆံရေးကောင်းတဲ့ပုံစံနဲ့ဟန်ဆောင်ဒါမှမဟုတ်လုပ်ပြဖို့လိုအပ်ရင်လုပ်ပါလူရာထက်မပူပါစေနဲ့စေတနာကောင်းပြနေစရာမလိုအပ်ပါဘူးစေတနာမမွဲရင်ရပါပြီစေတနာရှိကြောင်းပြနိုင်ရင်လုပ်ငန်းခွင်ရောပေါင်းသင်းဆက်ဆံရေးမှာရောလုံလောက်ပါတယ်ရန်သူကြတော့မတူးဖို့မကျင်ရသေးတဲ့ရွှေမိုင်းလိုပဲအတုံးချတဲ့ရင်အကျိုးထူးများနိုင်တယ်နပိုလီယန်ကပြင်သစ်တော်လှန်ရေးအပြီးမှာသူ့ကိုယ်သူဧကရစ်အဖြစ်ကြီးညာပြီးမင်းလှုပ်အုပ်ချုပ်ခဲ့တဲ့ပြည်သူသမရနိုင်ငံတော်အသစ်အဖြစ်တော်လှန်လောက်ကင်ခဲ့ပြီးမှတအုပ်စံပိုင်စနစ်အောင်ပြန်ရောက်သွားခဲ့ရပြီးပရိသေစနစ်အသက်သွင်းနေတော့ပြင်သစ်နိုင်ငံကြီးရဲ့အခြေအနေကအဖက်ဖက်မှာရိမ့်ရိုင်နေခဲ့တယ်အဲ့ဒီအချိန်နပိုလီယန်ရဲ့နိုင်ငံသားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့တယ်လီဟွန်ကတိုင်းပြည်အခြေအနေကိုကြည့်ပြီးဧကရစ်အသက်နပိုလီယန်ဆန့်ကျင်ဖို့
1809ခုနှစ်မှာလှုပ်ဝက်ကြံစီခဲ့တယ်။ဧကရစ်ကိုပုံကံဖို့ကြံစီနေတဲ့အလုပ်ဖြစ်တာကြောင့်အင်မတန်အန္တရာယ်များတဲ့အတွက်သူနဲ့အတူကြံရပါအဖြစ်လက်တွဲပေါ်ရွေးချယ်တဲ့နေရာမှာမမားဖို့လိုအပ်တာကိုသိထားခဲ့တယ်။ကြံရပါလက်တွဲပေါ်အဖြစ်အပေါင်းအသင်းတွေကယုံကြည်ရသူတွေကိုပဲရွေးမလားဒါမှမဟုတ်အကြံသူညံသူတခြားသူတွေကိုပဲလိုက်ဆွဲရမလားတော်ရုံလူတွေအနေနဲ့တော့ဆုံးဖြတ်ရအင်မတန်ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့တယ်လီဝမ်ကတော့အမျှော်မြင်ရှိတာကြောင့်သူ့ကိုလှုပ်ကြံတက်ဖြတ်ဖို့စီစဉ်ခဲ့ဘူးတဲ့စုံစမ်းထောက်လှမ်းရေးအရာရှိချုပ်ဖူရှဲလိုရန်သူတော်ကြီးကိုမှအရေးတော်ပုံအတွက်လက်တွဲဖို့ကမ်းလှမ်းခဲ့တယ်။နှစ်ဦးကြားမှာမလိုမုန်းထားမှုတွေရန်ညိုးရန်စာဟောင်းတွေရှိတယ်ဆိုပေမဲ့အခုလိုအသက်ဘေးရှိတဲ့လုပ်ငန်းစဉ်ကိုတွဲလုပ်လိုက်ခြင်းအပြင်နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကောင်းမွန်တော့အောင်လုပ်နိုင်မယ်လို့ယုံကြည်ထားခဲ့လို့ပါဖြစ်ချင်တော့ဖူရှဲရောတယ်လီဟွန်ရောနှစ်ယောက်တလုံးဟာနပိုလီယန်ရဲ့အုပ်ချုပ်ရေးကိုအမြင့်ကပ်နေကြပြီးတော့ပြတ်သုံးသွားစေခြင်းခဲ့ကြတယ်ဘုံရန်သူကိုချေမုန်းမှုမဟာမိတ်ဖွဲ့လိုက်တာမျိုးလည်းဖြစ်နိုင်တယ်။ဖူရှဲဘက်ကတယ်လီဟွန်ရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့တော့အရေးတယူလောက်ခံရတယ်လို့ခံစားသွားရတယ်လေ။လေးစားခံအနေထားရောက်သွားတော့လုံပေါ်မပေါ်ရဲတော့ဘူးလုံနိုင်ချောင်းစိတ်ချလို့ရနိုင်ချောင်းယုံကြည်နိုင်ချောင်းတက်တည်ပြခွင့်ရသွားတယ်။ရန်သူမှန်းသိလျက်နဲ့ကြောက်တွန်းတာမျိုးမဟုတ်ပဲလက်တွဲဖို့ကမ်းလှမ်းခံရရင်ဘယ်ရန်သူမဆိုတောင်းကြီးကိုရွှေ့ပါဆိုရင်တော့မရရအောင်ရွှေ့ကြမှာတယ်လီဟွန်ရဲ့ရွေးချယ်မှုမှန်သွားတယ်နပိုလီယန်ကိုဖြုတ်ချဖို့လုပ်ကံခဲ့တဲ့အရေးတော်ပုံကြီးမအောင်မြင်ခဲ့ပေမဲ့ရန်သူတော်နှစ်ယောက်မဟာမိတ်ဖွဲ့ပြီးဘုံရန်သူချေမုန်းမှုအမုန်းတရားတွေကိုခြံထားရိုက်ခဲ့နိုင်တာတွေကတမိုင်းဖြစ်စဉ်မှာလေးစားပွဲတာရကတွေဖြစ်သွားခဲ့တယ်သူတို့နှစ်ယောက်ကြောင့်နပိုလီယန်မပြုတ်ခဲ့ပေမဲ့နပိုလီယန်ရဲ့ကြာဆုံးခန်းကိုရောက်စီမဲ့လမ်းစာတွေခြံထားရိုက်ခံခဲ့တယ်အဲ့ဒီနောက်ပိုင်းသူတို့နှစ်ယောက်ကြားဆက်ဆံရေးတွေကငကိုထက်အဆများစွာကောင်းမွန်သွားခဲ့တယ်အမုန်းတရားကိုချေဖျက်လို့ရရင်ချေဖျက်လိုက်ပါရန်သူရဲ့အသုံးချမှုနဲ့ကိုယ်ဤမှန်းချက်ကိုပြည့်မီအောင်ဖြည့်ဆည်းတတ်ပါစေရန်သူရှိနေတယ်လို့အနေထားပြည့်ရွံ့သွားတာမျိုးမဖြစ်ပါစေနဲ့မသိနိုင်တဲ့ရန်သူထက်မြင်နေရတဲ့ရန်သူကပိုပြီးအနေရကင်းပါတယ်ဩဇာအာဏာအရှိန်ဝါကိုအရင်ပြုပြီးရှင်သန်နေရသူတိုင်းပြဿနာပရိပခါကိုဝမ်းပန်းတတလက်ခံနိုင်ရတယ်မုံတိုင်းထက်လင်းငင်ကပိုကြောက်ပိုကောင်းပါတယ်သိနေတာထက်မသိတာပိုအနေရများပါတယ်ကိုကျိုးဖြစ်ထွန်းအောင်ရန်သူကိုအသုံးချတတ်ပါစေရှင်သည့်အာကောင်နဲ့လက်ထက်ရင်ဘာဖြစ်မလဲသိကြတာပဲဘယ်သူမှတော့မိုက်မဲလက်ထက်မဆိုင်ရဲပါဘူးအနေရကိုကြိုမြင်လို့ရှောင်နိုင်ရင်ရှောင်ကြပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေအပေါင်းအသင်းတွေကဆာလောင်မုတ်သိမ့်နေတဲ့ရှင်သည့်လိုပဲကြိုက်ယုံခဲယုံလောင်းနဲ့ပြီးသွားမှာမဟုတ်ဘူးဝါမျိုးပြီးအစီရေးကြမဲ့အမျိုးအစားတွေဖြစ်ပါတယ်ကိုကျိုးအတွက်လိုအပ်ရင်ရန်သူကိုအသုံးချရရမယ်အညိုးသေးတွေဆိုတာကတနက်ထဲကကြည်လိုပဲတက်ဖြတ်ဖို့အတွက်ပဲမဟုတ်ပါဘူး၆လမ်းမှုသုံးတတ်ရမယ်ဒါပေမဲ့ကြီးမှန်ရင်ပြစ်ခွင်းမှအလုပ်ဖြစ်တာမဟုတ်တဲ့အတွက်တနက်ကြီးကိုစွန့်ပစ်ပြရင်ရိုးသားပွင့်လင်းတဲ့အသွင်ယူပြီးလက်နှစ်ဖက်နဲ့ရန်သူကိုနျူထရယ်စာပွေးဖက်တတ်ရမယ်ဓာတ်ကိုစုပ်ကင်ထားတတ်တာနဲ့ဓာတ်ကင်တတ်တာမတူဘူးလက်ကင်ကနေခဲနေအောင်အထာကြကြကင်တတ်အောင်မှဓာတ်ကင်တတ်တာလို့ခေါ်တယ်ကိုအကျိုးလဲရသူ့အကျိုးလဲဖြစ်နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့အလုပ်ကိုဦးစားပေးလုပ်ပါပေါင်းအသင်းထက်ရန်သူကြောင့်အကျိုးပိုဖြစ်ထွန်းအောင်လုပ်နိုင်သူကိုအမျှော်မြင်ကြီးသူလို့ခေါ်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တာကတော့ Day 48 Law Power တွေကဒေါနံပါတ်2မရင်တိုင်းကိုမယုံနဲ့ရန်သူကိုသုံးတတ်ပါစေဆိုတဲ့စာပိုက်ပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းယခုလိုကြိုးရှိမဲ့စာပိုက်တွေကိုဆက်ပြီးတော့ဖတ်ပြပေးသွားပါအောင်ခင်ဗျာ